မိဖုရားမတ်တီတောထဲကပြန်လာတဲ့အခါသားသမီးတွေမရှိတော့တာကိုတွေ့တယ်။သူမဟာအလွန်အမင်းဝမ်းနည်းကြည့်ကွဲပြီးမြေကြီးပေါ်လဲကျငိုကြွေးတယ်။အသီးတောင်းကလည်းလွင့်စင်ကျသွားတယ်။ငါသားငါသမီးပဲမလဲလို့အော်ငိုရှာတယ်။ဒါပေမဲ့ဝေတန္တရာမင်းသားကနှစ်သိမ့်တယ်။မတ်တီရေငါဟာဒါနပါရမီဖြည့်ကျင့်နေတာပါ။စိတ်မပူနဲ့ဒါဟာငါတို့ရဲ့ကံကြမ္မာပါဒီအချိန်မှာတရားမင်းကြီးတည်တော်မူတဲ့ဘရင်အသွင်ဖန်ဆင်းပြီးဇူးစကပုံနာထံသွား၍သားနှစ်ယောက်ကိုအဖိုးတန်ဥစ္စာတွေနဲ့ပြန်လဲဝေယူလိုက်တယ်တရားမင်းဟာသားနှစ်ယောက်ကိုဝေတန္တရာမင်းသားထံပြန်လဲပို့ဆောင်ပေးတယ်သားနှစ်ယောက်ပြန်လာတဲ့အခါဝေတန္တရာမင်းသားနဲ့မိဖုရားမတီယာအလွန်ဝမ်းသာကြည်နူးကြတယ်။ဒေဝီပြည်သူတွေလာရောက်ဖိတ်ကြားတဲ့အတွက်ဝေတန္တရာမင်းသားဟာတိုင်းပြည်မှာပြန်လဲဆံမြန်းတယ်။မြို့တော်ကြီးဟာပုံမခမ်းနားလာပြီးပြည်သူတွေလည်းချမ်းသာဒုက္ခရရှိကြတယ်။နောက်ဆုံးမှာဒီဘရင်လောင်းကြီးဟာဒါနပါရမီဖြည့်ကျင့်ပြီးနိဗ္ဗာန်ချမ်းသာကိုရရှိခဲ့တယ်။မြတ်စွာဘုရားအလောင်းတော်ဟာဒီဘဝမှာဒါနပါရမီကိုအထွတ်အထိပ်ရောက်အောင်ဖြည့်ကျင့်ခဲ့တာပါမိတ်ဆွေတို့ရေဒီဇလန်ကနေသင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်ပထမဒါနပါရမီစွန့်လွတ်ခြင်းရဲ့အထွတ်အထိပ်ဟာကိုကြိုးမကြည့်ပဲပေးကမ်းခြင်းမှာဝေတန္တရာမင်းကြီးဟာစင်ဖြူတော်ယတနာနောက်ဆုံးသားသမီးတွေကိုတောင်လှူနိုင်ခဲ့တယ်ဒုတိယမတွေ့တာခြင်းသားသမီးတွေကိုတောင်လှူနိုင်တဲ့စိတ်ဓာတ်ဟာလောဘကိုအနိုင်ယူခြင်းမှာဒါဟာတန်တရာဝတ်စင်ရဲ့ကနေလွတ်မြောက်ဖို့အရေးကြီးဆုံးပါတတိယတီးခံခြင်းတော်ထဲမှာဒုက္ခခံပြီးတရားကျင့်ခြင်းဟာခန္ဓာကိုယ်ကိုမတွေ့တာတတ်အောင်သင်ပေးတယ်ဒါကြောင့်မိတ်ဆွေတို့ရေကိုတတ်နိုင်တဲ့လောက်လှူဒန်းပါစေတနာထားပါဒါဟာစစ်မှန်တဲ့ချမ်းသာရေးလမ်းကြောင်းပါဒါနပါရမီကိုအားထုတ်နိုင်ကြပါစေ